ဒီအတိနေတဲ့ပင်စိမ့်နဲ့အကြောင်းလေးကိုဒီနေ့တစ်ချက်လာပြီးမှမျှဝေပေးမှာပေါ့နော်ဒါလေးကတော့ပင်စိမ့်နဲ့ပင်လေးပါသူ့ရဲ့အရွက်ကတော့ပင်စိမ့်နဲ့တူတူပဲပေါ့နော်သူ့ရဲ့အယောင်ကတော့အနက်ရောင်နီညိုရောင်လို့ပြောရမှာလားပေါ့နော်ဒီအပင်ကဘာအတွက်တွေကိုအကျိုးကျေးဇူးရရှိစေလဲဆိုရင်တစ်ချက်ကိုမျှဝေပေးပါမယ်နော်အခုဒီပင်စိမ့်နဲ့ကကိုစားနေတဲ့ပင်စိမ့်ထက်ကိုသူ့ရဲ့အနှံ့ပို့ပြီးမှပြင်းတယ်ပြောမှသူ့ရဲ့အရာတာကပေါ့နော်ခါတယ်ပူဆက်ဆက်တဲ့အရာတာတွေရှိရပါတော့တီရှယ်ပြမယ်ဒီပင်စိမ့်ရဲ့အပင်ကြတော့ဘယ်လိုမျိုးလဲဆိုရင်တီရှယ်တွားပြီးမှပြမှာပေါ့တီရှယ်တို့စားနေတဲ့ပင်စိမ့်ကြတော့ဒီလိုမျိုးအရွက်ကလေးပေါ့နော်သူကဘာလေးကွာသွားလဲဆိုရင်သူ့ရဲ့အယောင်ရဲ့ပြီးတော့မှပေါ့နော်သူ့ရဲ့အရာတာပေါ့နော်ဒီပင်စိမ့်ရွက်ကြတော့သူ့ရဲ့အနံ့ကြတော့ဒီပင်စိမ့်နဲ့ရဲ့အနံ့ကပို့ပြီးတော့မှဘောနော်ပို့ပြီးမှအနံ့ပို့ပြီးမှထွက်တယ်အနံ့ပို့ပြီးမှပြင်းတယ်ပြီးဒီပင်စိမ့်နဲ့ကဒီပင်စိမ့်ထက်ပို့ပြီးမှပေါ့နော်သူ့ရဲ့အရာတာပို့ပြီးမှပြင်းတာပေါ့နော်ဒီပင်စိမ့်နဲ့ကြတော့ခါတယ်ပူတယ်ဆက်တယ်ဝမ်းမီကိုတောက်စီရပါပေါ့နော်နှလုံးတွေကိုကောင်းကျိုးပေးတယ်ဒီပေါ့နော်ကိုကအေးမိတာရှောင်းဆိုးတာရင်ကျက်တာတို့စီးအောင်တာတို့ဆိုရင်ဒီပင်းစိမ့်နဲ့တွေကိုကစားပေးမယ်ဆိုရင်ပျောက်ကင်းစေတာပေါ့နော်ကိုကတော့ပေါ့နော်ဒီချောင်းဆိုးတာတို့ပြီးရင်ကျက်တာတို့ပေါ့နော်အခုကစောင်းတွင်းဝင်လာတဲ့အခါမှာရာသီဥတုရဲ့အကူအပြောင်းကြောင့်ချောင်းဆိုးကြတယ်ရင်ကျက်ကြတယ်ရွှဲကျက်ကြတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီပင်စိမ့်နဲ့ရဲ့အရွက်10ရွက်ခန့်ကိုတီချယ်တို့ကယူပြီးတော့မှဒီကျင်းလက်တစ်စစ်စာပေါ့နော်ယူမယ်ပြီးတော့ပေါ့နော်ဒီငရုတ်ကောင်းစေပေါ့နော်ငရုတ်ကောင်းစေကို3 4 5စေလောက်ကိုရောပြောမှဒီ3ခွက်ကနေတစ်ခွက်ကြံတဲ့အထိရအောင်ကိုကပြုတ်ပေးမယ်ပေါ့နော်ပြီးရင်ရလာတဲ့အရေးတစ်ခွက်စာတွေကိုကိုကဒီပြားရည်အနေငယ်ပေါ့နော်လက်ဖက်စားစွန်းတစွန်းလောက်ရောထည့်ပြီးတော့မှကိုကဒီမနက်ကိုတစွန်းနေ့လေကိုတစွန်းညကိုတစွန်းပေါ့နော်ဒီချက်တို့ကတောက်သုံးပေးမယ်ဆိုရင်ခုနကဒီရင်ကျက်တာတို့ပေါ့နော်ပြီးရင်ချောင်းဆိုးတာတို့အေးမီတာတို့ပေါ့နော်အဲ့ဒါတွေကိုပျောက်ကင်းစေတယ်ပင်စိမ့်နဲ့ပင်လေးပါเนาะဒါတွေကတီရှယ်တို့အိမ်မှာစိုက်ထားတာပေါ့เนาะသူကစိုက်ပြိုးရတာလွယ်ပါလေဒီပင်စိမ့်နဲ့စိုက်တာတူတူပဲလွယ်ကူတာပေါ့เนาะတခြားစေးနီးကိုသိရှင်နေဆိုရင်တီရှယ်ရဲ့အကောင့်ကို like and follow ထားလို့ရပါတယ်ပြီးရင်တခြားစေးနီးကိုလည်းသိရှင်နေဆိုရင်တီရှယ်ရဲ့ comment အောက်မှာလည်းမေးမြန်းနိုင်ပါတယ်တီရှယ်ဆန္ဒပါရှင်